အားလုံးပဲမင်္ဂလာပါလက်ရှိပေါ့နော်ကျွန်တော်လုပ်ထားတဲ့အိမ်လေးပေါ့နော်အိမ်ရဲ့အခန်းပြင်ပုံလေးပေါ့နော်အားလေးကျွန်တော်ပြအောင်ဖြစ်ပါတယ်မော်ဘီမျိုးပေါ့နော်မော်ဘီမျိုးထဲမှာလုပ်ထားတာဒါလေးကတော့အခု live မှာကစားနေတဲ့ eco အလှတရားလေးပဲဖြစ်ပါတယ်ဒါလည်းရဆေးလေးတုတ်တာဒါလည်းမျက်နှာချက်ဒီဇိုင်းလေးဖြစ်ပါတယ်မော်ဘီမျိုးပေါ့မော်ဘီမျိုးထဲမှာပေါ့eco လေးကတ်မယ်ဆိုလို့ရှိရင်လူချင်းမင်းတို့အနေနဲ့ဆက်သွယ်လို့ရပါတယ်တော်တော်လှမီးလေးနဲ့ဆိုတော့ဟိုမှာလည်းမီးလှလေးတွေပါတယ်ဒီဘက်မှာလည်းမီးလှလေးတွေပါမယ်ပေါ့နော်အခန်းလေးတော်တော်ကြတယ်ဗျာကိုလေးရလေးမလို့ကိုတော့တော်တော်မိုက်တယ်ဒါကျွန်တော်ကိုယ်တိုင်လုပ်တာလည်းမျက်နှာချက်စီကောနဲ့တကားလေးဆိုလို့ရှိရင်လည်းပေါ်လက်ကိုနော်တတိချာလေးလုပ်ပေးထားတယ်ဗျအရှက်စီတန်းကြလေးပေါ့နော်ဒါလေးတော့တတိချာလေးလုပ်ပေးထားပါတယ်ဖောင်းလိုက်မှာကောနဲ့ပါတယ်ဒါဆိုလို့ရှိရင်ဒီပုံစံလေးကတော့တော်တော်လေးမိုက်eco ကတ်ချင်တဲ့မိတ်ဆွေများလည်းဆက်သွယ်လို့ရတယ်နော်မျက်နှာကျက်လုပ်ချင်တဲ့မိတ်ဆွေများလည်းဆက်သွယ်လို့ရပါတယ်စေးတော့ချင်တဲ့မိတ်ဆွေများလည်းဆက်သွယ်လို့ရတယ်ကောနဲ့ကတ်ချင်တဲ့မိတ်ဆွေများလည်းဆက်သွယ်လို့ရပါတယ်ကျွန်တော်လုပ်ငန်းကတော့မော်ဘီမျိုးနေတယ်ပေါ့နော်လက်ရှိလုပ်ထားတဲ့အခန်းလေးပေါ့နော်အခန်းလေးတွေရှိသေးတယ်ပေါ့ဒီအခန်းလေးကတော့ဒါအင်ရှင်နေမဲ့အခုနေမဲ့အခန်းလေးပေါ့နော်တော်တော်မိုက်ခိုင်းရတော့လန်ထွက်လာစီကလာအဝါရောလေးမီးလေးနဲ့ဆိုတော့မိုက်တယ်ဒီကစားပြဒါမောလာလေးအဖြူရောင်လေးအားလုံးမင်္ဂလာပါကျွန်တော်တို့ group လေးကနေကြိုဆိုပါတယ်เนาะလူကြီးမင်းတို့စိတ်တိုင်းကြစေရမယ်ယုံကြည်စိတ်ချလက်ချအဲ့လိုရပါတယ်တီရှူလက်ခတော်၎င်းလက်ခတော်၎င်းအဲ့လိုရပါတယ်เนาะလိုင်းမှာခစားနေတဲ့ eco ရဲ့ design လေးပေါ့နော်အင်ရှင် idea တော့မိုက်တယ်သူကလည်းစိတ်တိုင်းကြလောက်ထားတာပေါ့နော်ကျေးဇူးတင်ပါတယ်အားလုံး